Japan Region TikTok account သုံးပြီးတော့တစ်လကို10 သိန်းဘယ်လိုရှာမလဲကျွန်တော်ဒီနေ့မှာတော့ Japan Region TikTok account သုံးပြီးတော့တစ်လကို10 သိန်းအထက်ရအောင်ဘယ်လိုရှာမလဲဆိုတဲ့နည်းလမ်းလေးတွေကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲဒီတော့မိတ်ဆွေတို့အနေနဲ့တိတိကျကျလေးသိရအောင်လို့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ဖို့အတွက်အကြံပေးခြင်းပါတယ် Japan Region TikTok မှာဆိုလို့ရှိရင်ဝင်ငွေရှာစရာနည်းလမ်းတွေကအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တစ်ခုချင်းစီပြောပြပေးသွားမယ် Japan Region TikTok account မှာဝင်ငွေရဖို့အတွက်ကျွန်တော်တို့ဒီ point တွေစုပြီးတော့ပေါ့နော်ကြော်ညာတွေကြည့်ပြီးတော့ point တွေစုပြီးတော့ကျွန်တော်တို့ဝင်ငွေရှာတဲ့နည်းလမ်းတစ်ခုရှိမယ်အဲ့ဒါကတော့ကျွန်တော် point ဘယ်လိုယူလဲဆိုတော့ဗီဒီယိုကိုအကြောင်းအရာလေးကိုကျွန်တော်နောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ရှင်းပြပေးထားတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဒီ channel ထဲမှာ point ယူနည်းဆိုတဲ့ဗီဒီယိုလေးကိုနှိပ်ပြီးတော့တွားကြည့်လို့ရပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ TikTok နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ဒီ channel ထဲမှာပြည့်စုံကျွန်တော်တင်ပေးထားဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့လာရောက်ကြည့်ရှုလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ဆက်လိုက်ကြရအောင် Japan Region TikTok မှာဆိုလို့ရှိရင်ကျွန်တော်ဝင်ဖို့အတွက်ကျွန်တော်တို့ point ယူပြီးဝင်ငွေရှာလို့ရတဲ့နည်းရှိမယ်ပြီးလို့ရှိရင်ကျွန်တော်အခုလက်ရှိတစ်လကို10 သိန်းအထက်ရှာနေတဲ့နည်းလမ်းတော့ဗီဒီယိုတွေတင်ပြီးငွေရှာတဲ့နည်းလမ်းရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ gain ဆော့ရတာဝါသနာပါတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Mobile Legend တို့ PUBG တို့ပြီးလို့ရှိရင်ဒီ gain တွေကိုဆော့ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီ game program မှာ join ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုတင်ပြီးတော့ဝင်ငွေရှာတဲ့နည်းရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော် TikTok Shop ပေါ့နော်ဒါကတော့ကျွန်တော်ထိုင်းနိုင်ငံသူတွေဆိုလို့ရှိရင်အသုံးတည့်ပါတယ် TikTok Shop ပေါ်မှာဈေးရောင်းပြီးတော့ဝင်ငွေရှာတဲ့နည်းနောက်တစ်နည်းကတော့ကျွန်တော်တို့ TikTok ကနေပြီးတော့ program တွေ join ပြီးတော့ပေါ့နော်အဲ့လိုဘယ်လို program တွေလဲဆိုတော့အဲ့ဒါကကြတော့ကျွန်တော်နည်းနည်းတော့သူကရှုပ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ program တစ်ခုလာ join ရင်အဲ့ program မှာကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ကျွန်တော်မြန်မာစကားပြောလို့လည်းမရဘူးပေါ့နော်သူကကြတော့ဒီတခြားနိုင်ငံကသူကုန်ပစ္စည်းကြော်ညာတဲ့ဥစ္စာလေးတွေကျွန်တော်တို့က join ပြီးတော့လုပ်ပေးရတဲ့အစီအစဉ်ပေါ့နော်အဲ့ဒီနည်းလမ်းရှိမယ်ပြီးလို့ရှိရင် online ပေါ်မှာဈေးရောင်းလို့ရတယ်ဒီထဲမှာလူအများစိတ်ဝင်စားဆုံးနည်းလမ်းကကြတော့ကျွန်တော်point ယူပြီးဝင်ငွေရှာတဲ့နည်းလမ်းရဲ့ကျွန်တော်လိုမျိုးဗီဒီယိုတွေတင်ပြီးတော့ဝင်ငွေရှာတဲ့နည်းလမ်းလေးတွေအဲ့ဒီထဲမှာကျွန်တော် point ယူလို့ရတဲ့နည်းလမ်းကတော့ကျွန်တော်လက်ရှိမသုံးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကအလုံးနဲ့ရှုပ်တယ်ဒီ VPN တွေဘာတွေလွတ်လို့မရဘူးပေါ့နော် VPN လွတ်သွားတဲ့အခုလူအများပြောတဲ့ FAQ ဆိုတဲ့ error ကိုမိသွားတာဖြစ်တဲ့အတွက်အဲ့ဒါကလည်းကျွန်တော်တော့သိတော့မကြိုက်ဘူးပေါ့နော်တကယ်တော့သုံးကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်အဲ့ဒါလေးတွေနီလန်လေးနောက်ဗီဒီယိုတစ်ခုရှိတယ်เนาะအဲ့မှာသွားကြည့်လို့ရတယ်နောက်တစ်ခုကကြာ sorry เนาะကျွန်တော်လက်ချောင်းကတ်နေနောက်တစ်ခုကကြာတော့ကျွန်တော်တို့ဒီဗီဒီယိုတင်ပြီးဝင်ငွေရှာကျွန်တော်မှာဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတင်ပြီးဝင်ငွေရှာတာကျွန်တော်ကဖုန်း3လုံးရှိတယ်ပေါ့နော်ဖုန်း3လုံးနဲ့ကျွန်တော်အကောင့်တွေဖွင့်ထားပြီးကျွန်တော်အဲ့ဒီမှာဗီဒီယိုတွေတင်တယ်ကျွန်တော်ရဲ့ဒီပေါ့နော်ဒီ Zimbo Channel ဆိုတဲ့ဒီ TikTok account ကကြတော့ကျွန်တော်တစ်ခါတလေလောက်ပဲဒီဝင်ငွေရှာတဲ့အစီအစဉ်ကိုလုပ်တယ်ပေါ့နော်ဘာဖြစ်လို့လဲကျွန်တော်ဒီလိုမျိုးလေးမျှဝေတယ်အကြောင်းအရာလေးပြောတာဖြစ်တဲ့အတွက်ဒီမှာတော့တိတ်ဝင်ငွေရှာတဲ့ဥစ္စာမလုပ်ပေါ့နော်โอเคဝင်ငွေရှာတဲ့အကြောင်းလေးကိုကျွန်တော်စလိုက်ကြရအောင် TikTok ပေါ်မှာကျွန်တော်ဝင်ငွေရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဗီဒီယိုတွေတင်ပြီးတော့ဝင်ငွေရှာမယ်ဆိုအရင်ဦးဆုံးကျွန်တော်တို့ account က follower 10k ပေါ့နော် follower 1000k ရှိရမယ်1000ပြည့်ရှိတာကျွန်တော်တို့ follow ထားရမယ်လို့နောက်တစ်ချက်ကကျတော့ကျွန်တော် view minute 3သိန်းရှိရမယ်เนาะကြည့်ရှု view minute 3သိန်းကတစ်လတည်းပေါ့နော်တစ်လအတွင်းကျွန်တော်ဒီလမှာ view minute 3သိန်းမပြည့်ပါဘူးဆိုလို့ရှိရင်ထားပါတော့ကျွန်တော်ဒီနေ့က10ရက်နေ့မှာကျွန်တော် view minute က9000ရှိပဲထားဒီလကုန်ဝိုင်းအဲ10ရက်ကုန်သွားလားဆိုတော့မဟုတ်ဘူးနောက်လ10ရက်ကိုသူထပ်ဆောင်ပေးတာเนาะနောက်လ10ရက်အထိ view minute 3သိန်းမပြည့်သေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဂျားထဲမှာကျွန်တော်15ရက်လောက်မှတင်တဲ့ဗီဒီယိုက view တွေကျွန်တော်နောက်လ15ရက်တည်းကိုယူသွားတာပေါ့နော်တစ်လဆိုတာအဲ့လိုမျိုးရက်30ကိုသူတို့က view minute 3သိန်းအဲ့လိုမျိုးလောက်သွားတာပေါ့နော်ကျွန်တော်နောက်ပိုင်းကျရင်ဒီ view minute 3သိန်းရှာဘယ်လိုရှာရမလဲfollower 10k ဘယ်လိုရှာရမလဲဆိုတော့ကျွန်တော်ကပြောပြပေးသွားမှာပေါ့နော်အဲ့ဒါတွေအခုတော့ကျွန်တော်ပြောချင်တာက TikTok ပေါ်မှာဝင်ငွေရှာမယ်ဆိုရင်ကျွန်တော်တို့ကဘာကိုအားတန်ဘယ်လိုနည်းနဲ့ဝင်ငွေရှာမှာလဲပေါ့နော်ကို့မှာရွေချက်တစ်ခုတော့ရှိရမယ်ကျွန်တော်တို့ကဘယ်လိုရှာရမလဲမသိဘူးဆိုလို့ရှိရင်ကိုဘယ်လိုရှာမလဲဆိုတော့အရင်စဉ်းစားပါတော့ကျွန်တော်ခုနပြောပြပါတယ်နီလန်းတွေထဲမှာဘယ်လိုရှာရမလဲဆိုတော့နီလန်းတွေရှိတယ်အဲ့ဒီနီလန်းတွေနဲ့ကိုဘယ်လိုရှာမလဲဆိုပြီးတော့စဉ်းစားပြီးရှာလို့ရတယ်โอเคဗီဒီယိုတင်ပြီးတော့ဝင်ရှာတဲ့နီလန်းလေးကိုဆက်ပြောပြမယ်ကျွန်တော်တို့က
ကျွန်တော်တို့ follower 10k ရှိရမယ်ကျွန်တော် view minute 3သိန်းရှိရမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ TikTok ကနေဝင်ငွေရှာဖို့အတွက်ကျွန်တော်တို့ creator reward program ဆိုတဲ့အစီအစဉ် program လေးကိုကျွန်တော်တို့က join လိုက်ရမှာဖြစ်ပါတယ် join လိုက်လို့ရှိရင်ကျွန်တော်တို့ဝင်ငွေရှာလို့ရပြီလားဆိုတော့မရသေးပါဘူးကျွန်တော်တို့ဒီ TikTok ပေါ်မှာကျွန်တော်တို့ဝင်ငွေရှာဖို့အတွက် ID ဆိုတာရှိတယ်ပေါ့နော်ကျွန်တော် ID တင်ရတာ ID တင်ပြီးလို့ရှိရင် TikTok ကဒီ ID ကိုအတည်ပြုပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲ့ဒီမှာဝင်ငွေစရှာလို့ရပါပြီပေါ့နော်ဝင်ငွေစရှာပြီးဆိုရင်ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုက1မိနစ်ပြည့်တဲ့ဗီဒီယိုဖြစ်ရမယ်ပေါ့နော်1မိနစ်မပြည့်လို့ရှိရင်လည်းဒီ program ထဲမှာမရဘူး1မိနစ်ပြည့်တဲ့ဗီဒီယိုဖြစ်ရမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တင်တဲ့ဗီဒီယိုက1မိနစ်ပြည့်သွားပြီဆိုလို့ရှိရင် TikTok မှာဝင်ငွေရှာလို့ရပြီ okay တချို့ကလာပြောပြတယ်ကျွန်တော်1မိနစ်ပြည့်သွားပြီဘာဖြစ်လို့ဝင်ငွေမရလဲဆိုတော့အဲ့ဒါကြတော့ကျွန်တော်1မိနစ်ပြည့်တိုင်းဝင်ငွေရတာမဟုတ်ဘူး1မိနစ်ပြည့်သွားပြီဆိုရင်ကျွန်တော်တို့ဗီဒီယိုကိုကြည့်တဲ့သူကအယောက်1000ပေါ့နော် view minute 1000ကနေစပြီးတွက်တာပေါ့နော်ကျွန်တော်တို့ကဒီဗီဒီယိုတင်လိုက်တယ်တင်ရုံနဲ့သူကကျွန်တော်တို့ပတ်စံပေးတာတော့မဟုတ်ပေါ့နော်ကျွန်တော် online မှာအသုံးပြုနေပဲအရာမှတော့သူတို့လွယ်နဲ့တော့မပေးဘူးပေါ့နော်ကျွန်တော်တင်လိုက်ဗီဒီယိုတင်လိုက်တယ်1မိနစ်sorry 1မိနစ်ဗီဒီယိုတင်လိုက်တယ် view minute 1000ကနေပြီးတော့သူကစပြီးတွက်တာ1000ကစတွက်ပြီး1000အထက်ကြည့်သွားတဲ့ view တွေကိုမှကျွန်တော်တို့ကဝင်ငွေရတယ်အဲ့ဒီမှာမှကျွန်တော်တို့ view 1000ရတယ်ပဲထားအောင် view 1000ထားတော့မောင်ဖြူကလည်း view 1000ရမယ်မောင်နီကလည်း view 1000ရမယ် view 1000ချင်းတူရင်တောင်မှကျွန်တော်တို့မောင်ဖြူကနော် view 1000မှာထားပါတော့$2ရပြီးတော့မောင်နီက view 1000မှာ$3ရတယ်အဲ့ဒါမျိုးတွေရှိတတ်တယ်ဘာကွာလဲဆိုတော့ကိုတင်လိုက်တဲ့ဗီဒီယိုကိုကြည့်တဲ့သူကကျွန်တော်1မိနစ်တင်ပြည့်အောင်1မိနစ်တင်ထားတာဗီဒီယိုအဆုံးအောင်ကြည့်သွားလားမကြည့်သွားလားဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးဒီ TikTok ကနေပြီးတော့ကြည့်လိုက်တာပေါ့နော်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားတဲ့ဗီဒီယိုကကျွန်တော်ဝင်ငွေပိုရတာအဲ့ဒီမှာမှကျွန်တော်တို့ဗီဒီယိုကိုကြည့်တဲ့သူတွေကကျွန်တော်ဒီပေါ့နော် VPN တွေမခံထားဘူးကျွန်တော်တို့ဆိုလို့ရှိရင်မြန်မာ view တွေပေါ့ဗျာဆိုတော့မြန်မာ view တွေကဝင်ငွေနည်းတယ်ပေါ့မြန်မာ view တွေအများများနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါကဒီဘယ်လိုပြောမလဲ view များပေမဲ့ဝင်ငွေအရနေတာလည်းဖြစ်တတ်ပါတယ်ပေါ့နော်ဒါကကျွန်တော်တို့ဗီဒီယိုတင်ပြီးဝင်ငွေရှာတဲ့နည်းလမ်းပေါ့နော်အဲ့တော့ဒီဗီဒီယိုတင်ပြီးဝင်ငွေရှာတဲ့နည်းလမ်းတွေကိုလည်းကျွန်တော်ကတည်တည်ချာချာလေးရှင်းပြပေးထားပါတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ follower 10k view minute 3သိန်းเนาะအဲ့လိုမျိုးမရှိဘူးဆိုလို့ရှိရင်လည်းအစင်သင့်ဗီဒီယိုတင်ရုံပဲဆိုတဲ့အကောင့်တွေကျွန်တော်စီမှာလည်းလာရောက်မေးမြန်းလို့ရပါတယ်ပေါ့နော်အဲ့တော့မိမိတို့အနေနဲ့ TikTok ပေါ်ကဝင်ငွေရှာမယ်ဆိုရင်ဘယ်လိုနည်းနဲ့ဝင်ငွေရှာမှာလဲဆိုတော့အရင်ဆုံးစဉ်းစားပြီးတော့ကျွန်တော်တို့ဝင်ငွေရှာဖို့လိုပါတယ်အဲ့ဒီမှာမှကျွန်တော်အရေးအကြီးဆုံးအချက်ထပ်ပြောပြမယ်အဲ့ဒါဘာလဲဆိုတော့လူတော်တော်များများကကျွန်တော်အလေးသိမ့်မထားတာလားဘယ်လိုလဲတော့မသိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ Gmail တွေပေါ့နော်ကျွန်တော်တို့ TikTok account တွေပေါက်တာပဲဖြစ် Facebook ပဲဖြစ်ကျွန်တော် Gmail တွေကိုများသောအားဖြင့်လူတွေသိအလေးမထားတော့ Gmail လော့ကြတာတွေGmail password မေ့တာတွေဖြစ်တတ်တယ်ပေါ့ password မေ့တာကကျွန်တော်တို့သိကိစ္စမရှိဘူးเนาะဒီ password ကိုကျွန်တော်တို့ဒီ forget password နဲ့ပြန်ယူလို့ရတယ် Gmail လော့ကြသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မလွယ်ဘူးပေါ့နော်အဲ့တော့ Gmail တွေကိုတည်တည်ချာချာခိုင်အောင်လုပ်ထားပါ Gmail ကိုဖုန်းနံပါတ်တွေနဲ့ချိတ်ထားပြီး recover email ပေါ့နော်နောက်တဲ့ Gmail တစ်ခုကို link ချိတ်ပြီးတော့အဲ့လိုလုပ်ထားပါနော်မိမိတို့ Gmail တွေလော့ကျသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ account တွေပါသွားတာဖြစ်တဲ့အတွက်မိမိ Gmail တွေလော့မကြအောင်တည်တည်ချာချာထိမ့်သိမ်းထားဖို့ကျွန်တော်အကြံပေးခြင်းပါတယ် Gmail ကဖုန်းတစ်လုံးကိုကျွန်တော်တို့ထိန်းချုပ်တာဘယ်လောက်ထိအရေးပါလဲဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုဒီမှာအသေးစိတ်ထပ်ရှင်းပြပါမယ်အခုတော့ကျွန်တော်ကဒီ TikTok မှာဝင်ငွေရှာတဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြပေးတာပါကျွန်တော်ရှာတဲ့နီလန်းတွေကကျွန်တော်ဒီဖုန်းကျွန်တော်စီမှာဖုန်း3လုံးလောက်ထားတယ်ကျွန်တော်ဒီဝန်ဆောင်မှုတွေလည်းပေးတယ်ကျွန်တော် TikTok ကအကောင့်တွေပါတယ်ဝန်ဆောင်မှုတွေကျွန်တော်ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေတင်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီရေခဲဆက်လေးပေါ့နော်ရေခဲပုံလုပ်တဲ့ဆက်ဒီလိုကျွန်တော်အဲ့ဗီဒီယိုလေးရိုက်တင်အဲ့ဒီဗီဒီယိုကပဲကျွန်တော်$10ရပါတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကိုကဘာကိုတင်မလဲအစားအစာစားမယ်ဆိုတော့ကိုစားနေတာကိုလူတွေစိတ်ဝင်စားတစားနဲ့ပြီးအောင်ကြည့်သွားလို့ရှိရင်ဝင်ငွေရပါတယ်ကိုအချက်ပြုတ်ဆိုလို့ရင်ကိုချက်ပြုတ်တာတွေကိုလူငွေတွေစိတ်ဝင်စားသွားနဲ့ပြီးအောင်ကြည့်သွားရင်ဝင်ငွေရတယ်ကိုက knowledge sharing လုပ်မှာလားကိုမှတခုခုတော့အဲ့လိုမျိုး plan ဆွဲပြီးတော့မှကျွန်တော်ဒီ account တွေအသုံးပြုတာပိုကောင်းတယ်ပေါ့နော်ကိုကရုပ်လည်းမပြချင်ဘူးအဲ့လိုလည်းမလုပ်ချင်ဘူးဆိုရင်ကျွန်တော်တို့နီလန်းအများကြီးရှိတယ်ပေါ့နော် TikTok ပေါ်မှာကျွန်တော်တို့ထားပါတော့ဘယ်လိုပြောရမလဲကျွန်တော်တို့ဒီ
ကျွန်တော်ဆိုကမ်းခြေမှာရှိတဲ့ဒီကမ်းခြေရဲ့ဗီဒီယိုလေးတွေကိုအလှပါလေးလိုက်ရိုက်တယ်ပေါ့နော်မိတ်ဆွေတွေကိုယ့်ရဲ့ဒေတာရဲ့ဗီဒီယိုလေးတွေကျွန်တော်ဒေတာရဲ့အလှပါလေးတွေအဲ့လိုမျိုးလေးတိတိကျကျရိုက်ပြီးတော့လူကြည့်များလာရင်ကျွန်တော်တို့ကဝင်ငွေရပါတယ်ပေါ့နော်အဲ့တော့ဝင်ငွေရဖို့အတွက်ကျွန်တော်တို့ဘက်ကဒီကိုဘယ်လိုတွေတင်မလဲကိုဗီဒီယိုလူကြည့်အောင်ဘယ်လိုစိတ်ဝင်စားအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်အဲ့တော့ TikTok ပေါ်မှာဝင်ငွေရှာခြင်းတဲ့သူတွေအနေနဲ့သိချင်တဲ့အကြောင်းအရာတွေကျွန်တော်အခုပြောသွားတာတွေမရှင်းလင်းတာရှိလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာမှတ်ထားခဲ့လို့ရပါတယ်ကျွန်တော်ပြန်ပြီးတော့တယောက်ချင်းစီပြန်ဖြည့်ပေးပါမယ် TikTok account ဖွင့်နည်းတွေသိချင်လဲကျွန်တော်ရဲ့ဒီ channel ထဲမှာပဲ TikTok account ဖွင့်နည်းလဲတင်ပေးထားပါတယ် Gmail chain နည်း password chain နည်းเนาะ TikTok account ဝင်နည်းရပါစားကျွန်တော်ဒီမှာသိသိချာရှင်းပြပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးမိတ်ဆွေတို့လေ့လာလို့ရပါတယ်ပေါ့နော်ကျွန်တော်ရဲ့ channel လေးကကျွန်တော်ဒီ TikTok အကြောင်းအရာလေးတွေတင်ပေးတယ်ကျွန်တော်ဒီကမ်းခြေရဲ့အကြောင်းအရာလေးတွေခရီးသွားတွေဘယ်အချိန်ဒီမှာလာတယ်ဘယ်နေရာတွေလဲပတ်လို့ကောင်းတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ကအချိန်ရရင်ရသလိုတစ်လှည့်စီတင်ပေးသွားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကိုသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် like လေးပေးထားခဲ့ပြီး subscribe လေးလုပ်ထားခဲ့ဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံး bye bye